세우자 피아르킨 지수로 치면 말해. 디니 디마 좀 샤로이네 뜻과 딘두 딘루지리 딘노마시레 피아르킨 치도 다르미 아빠오니 야니야 우에마시레 디니 니고마마 알롱고 특히 예수 나마로네 맹글라바로 세우자 협한 셀로 말해. 저는 세우자 땅만 루레 야 시바레 다 그인 해친 띠노 그인로 wen하레 띠노 피데 다비메 저노아 그인로 맞다데 에뜨ป마로베 wen하메 다ကြောင့် 저노ป마로 wen하레 ဆိုတဲ့နေရာမှာကျွန်တော်တိုင်းသားတွေဖြစ်တဲ့အတွက်တချို့ဟာတွေမရှင်းလင်းတဲ့အရာတွေလည်းရှိနိုင်တယ်ဒါကြောင့်အဲ့မှာတီးခံဖို့ကျွန်တော်အနုအညွတ်တရားနေရှေ့စွာတောင်းပန်လိုပါတယ်ဒီနေ့ကျွန်တော်ဝင်ဟာမယ်နှုတ်ပတ်တော်ကျမ်းပိုက်နှုတ်ပတ်ရွေးချယ်ထားပါတယ်တပတ်ကတော့ကျွန်တော်ဒီကိုရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်24တိုးတော်လဲယူတလူဖြစ်စေခိလေတလူဖြစ်စေခိုးတော်မူသောသူတို့၌ဖျားသခင်၏တကိုးတော်နှင့်ဖျားသခင်၏ပညာတော်ဖြစ်သောခရစ်တော်၏တရားဖြစ်၏ဒုတိယကျင့်ဖတ်ပါမယ်တိုးတော်လဲယူတလူဖြစ်စေဟေတလူဖြစ်စေခိုးတော်မူသောသူတို့၌ဘုရားသခင်၏တကိုးတော်နှင့်ဘုရားသခင်၏ပညာတော်ဖြစ်သောခရစ်တော်၏တရားဖြစ်၏ဒုတိယကျမ်းပိုက်ကတော့ရှင်ယောဟန်ခရစ်ဝင်အခန်း1အငယ်7ဖြစ်ပါတယ်ထိုသူကိုလက်ခံမြတော်သူတီးဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏တာဖျားတော်ခွန်ကိုပေးတော်မူ၏ထိုသူကိုလက်ခံသမျှသောသူတီးဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားခင်၏တာဖျားတော်ခွန်ကိုပေးတော်မူ၏ဒီနှုတ်ပတ်တော်နှစ်ပိုက်ကိုကျွန်တော်အခြေခံပြီးမှတက်တေခံဟာဝေဖို့ကျွန်တော် ਨੇ ရွေးချယ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီကရည်ရွယ်ချက်ကတော့ကျွန်တော်ဂျုမဝါဒစာအခန်းကြီးကျွန်တော်တို့က10အငယ်30မှာငါတို့ချစ်တော်မူသောယေရှုအားဖြင့်ခတ်သိမ်းသောအမှုကိုသိစဉ်ပင်အထူးသဖြင့်အောင်မြင်ကြ၏ဒီနေ့ကျွန်တော်ခတ်သိမ်းသောအမှုအရာတွေเนาะကြုံသေးတဲ့အချိန်မှာကြုံသေးတဲ့ခက်ကာလမှာကျွန်တော်ဒီအထူးသဖြင့်အောင်မြင်တော်သူဖြစ်ဖို့အတွက်ကြိုဖြတ်နိုင်ဖို့အောင်မြင်ဖို့အတွက်ပဲရည်ရွယ်ပြီးမှဒီနှုတ်ပတ်တော်ကိုမျှဝေရခြင်းဖြစ်တယ်ဆိုတာကိုစီဥစွာပြောလိုပါတယ်တိရည်ရွယ်ချက်တိအနေနဲ့ပေါ့နော်နှစ်အနေနဲ့တော့ကျွန်တော်ဒီကောင်းစဉ်ကိုဒီကောင်းစဉ်အနေနဲ့ပြောမစွန်တော့ခရစ်တော်၏တရားနဲ့ဖျားသားဆိုတဲ့ကောင်းစဉ်ပြင်မျှဝေမှာဖြစ်တယ်ခရစ်တော်၏တရားနဲ့ဖျားသားเนาะအဲ့တော့ဒီဒါကြောင့်ကျွန်တော်ဒီနေ့ဖျားသားတွေဖြစ်တယ်ခရစ်တော်၏တရားဒီထဲမှာခရစ်တော်၏တရားဘယ်လိုလဲခရစ်တော်ရဲ့တရားကိုကျွန်တော်ဘယ်လိုရရှိနိုင်တယ်လဲဘယ်လိုသိနိုင်တယ်လဲအဲ့ဒီခရစ်တော်ရဲ့တရားကိုကျွန်တော်ကဘယ်ကအစပြုမလဲဆိုတဲ့အရာကိုစီးဥစွာပြောပြတာဖြစ်တယ်ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အငယ်15-16ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အငယ်15-16ငါကိုချစ်တယ်ငါပညာကိုစောင့်ရှောက်ကြလောငါဒီခမဲတော်ကိုတောင်း၍ခမဲတော်ဒီတမန်တရားကိုပြတော့ဝိညာဉ်တော်ဒီဟူသောဥပ္ပစ္စယဆရာကိုတင်တို့နဲ့အစီအပြတ်တည်နေစေချင်ပေးမယ်လို့ဂတိရှိတယ်ဒါကြောင့်ဒီထဲမှာကျွန်တော်ရဲ့ဒီအကြောင်းအရာဒီတစ်ခုပါတယ်ဘာဆိုတော့ငါကိုချစ်တယ်လို့ပြောထားတယ်ငါပညာကိုစောင့်ရှောက်ဒါကိုကျွန်တော်ဒီသူပညာကိုကျွန်တော်ရှင်ယောဩရာစာအခန်းကြီး3အငယ်23မှာကျွန်တော်ကဖယားတခင်ပညာတော်ကိုမူကားတားတော်ယေရှုခရစ်ကိုယုံကြည်ရမည်တားတော်ပညာတော်မူတဲ့အတိုင်းအချင်းချင်းချစ်ရမည်ဟုတို့ပညာတော်ပေသည်လို့တိကျတေချာစွာပါတော်ကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့တော့ဒီထဲမှာဒီအဲ့ဒီပညာတော်နှစ်ခုကကျွန်တော်ရဲ့ခရစ်တော်ရဲ့တရားဖြစ်တဲ့ပညာတော်နဲ့ဘုရားသခင်ရဲ့တကူတော်နဲ့ဘုရားသခင်ရဲ့ပညာတော်စီးဆင်းရာအတိကအခြေအမြင့်ဝိညာဉ်တော်ဘုရားသခင်ကကျွန်တော်စေထွက်ဖို့အရင်အမြင့်အခြေခံဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့ချစ်တော်ညီကိုမောင်နှမတွေကျွန်တော်ခတ်သိမ်းလို့အမှုကိုကြိုဖြတ်နိုင်မဲ့အချိန်ကြိုဖြတ်ဖို့ရှိတဲ့အရာတွေကိုကျွန်တော်ယောမဝါဒကြည့်တဲ့အချိန်မှာအဲ့ဒီအထက်မှာအခက်ခဲများစွာကိုရှင်ပိုလူကတက်တီခန္ဓာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီထဲမှာကျွန်တော်ကအဲ့ဒီ
ခတ်သိမ်းလို့အမှုကိုကြိုးဖြတ်နိုင်ဖို့ဆိုရင်ကျွန်တော်ဘာလိုအပ်တယ်လဲတစ်သားတော်ယေရှုခရစ်ကိုယုံကြည်ဖို့နဲ့အချင်းချင်းချစ်ဖို့လိုအပ်တယ်အဲ့ဒီအပေါ်မှာဘုရားသခင်ကပေးတဲ့ဥပ္ပစ္ဆာရှာဆိုတဲ့တန်စင်တော်ဝိညာဉ်တော်ဟာကျွန်တော်တို့ကိုလုံးလုံးကျွန်တော်တို့မှာတက်ရောက်လာမှာဖြစ်တယ်ဆိုတာကိုတေချာတိကျစွာကျွန်တော်တို့ကတစ်အနေနဲ့နားလည်စီစဉ်ဖြစ်တာအဲ့ဒီပုံမှာတက်ရောက်လာတဲ့အပေါ်မှာဆက်ပြီးမှရှင်ယောဟန်ခရစ်မှာအခန်းကြီးသူက14 16က21လို့ပြောထားပါတယ်ထိုဝိညာဉ်ကိုလောကီသားတို့ဒီမတိမမြင်တို့ကြောင့်မခံယူနိုင်တင်တို့ဒီတို့ကြောင့်ထိုဝိညာဉ်တို့တင်တို့၌ဒီတို့ကြောင့်တင်တို့တည်တယ်လို့16မှာပြောတယ်စစ်မှာကြတော့တင်တို့မိဘမဲ့ဖြစ်စေစွန့်ပြီးတင်တို့စီတို့နောက်ထပ်လာမယ်လို့ပြောထားတာဖြစ်တယ်19မှာခဏကြာပြီးမှလောကီသားတို့ဒီငါ့ကိုမမြင်ရကြတင်တို့မူကမြင်ရကြလိမ့်မယ်လို့ပြောတာဖြစ်တယ်20မှာထိုနဲ့ငါဒီခမဲတို့နဲ့စီတော့တင်တို့ဒီငါနဲ့စီတော့ငါဒီတင်တို့နဲ့စီတင်တို့တည်ရမယ်ဆိုတာပြောတာဖြစ်တယ်။ဘာလဲမြင်ရတော့နေအသက်ရှင်တော်နေဘုရားသခင်နေ့ဟာအဲ့ဒီနေ့မှာပဲဖြစ်မယ်။ဘယ်နေ့လဲကျွန်တော်ကသားတော်ယေရှုကိုယုံကြည်တော့နေ့အချင်းချင်းကိုချစ်တော်နေ့တန်ရှင်တော်ဦးပြင်တို့ကျွန်တော်ဆင်းသက်လာတော့နေ့မြင်ရတော့နေ့အသက်ရှင်ရတော့နေ့ဘုရားသခင်မြင်တော့နေ့ဘုရားသခင်တည်တော့နေ့ဖြစ်တယ်ဖြစ်တယ်။ဒါကြောင့်27မှာဆက်ပြီးပြောပါတယ်။ငါပညာကိုရတော်သူဒီငါ့ကိုချစ်တော်သူဖြစ်တယ်နော်ငါပညာကိုစောင့်ရတော်သူနော်အဲ့ဒီထဲမှာထူတူငါခမဲတို့ဒီချစ်တော်ငါဒီလေထူတူကိုချစ်ကိုယ်တိုင်ထင်ရှားမလို့ပြောတယ်ချစ်တော်ညီကိုမောင်မတွေဖျားသခင်ထင်ရှားခြင်းကောင်းကြီးအရောက်စီတိုင်းရပါလားအရန်အရေးကြီးတယ်နော်အရန်အရေးကြီးဒါကြောင့်ဒီဟာကဒီနေ့ဘုရားနဲ့တကယ်ဝိညာဉ်အခြေအမြစ်ကလာတဲ့အမြတ်ကယုံကြည်ခြင်းနဲ့ချစ်ခြင်းဆိုတာထပ်ပြီးမှနောက်ထပ်ပြောလို့ဒါကြောင့်ကျွန်တော်ဒီကဒုတိယအနေနဲ့ပြောလို့တဲ့အရာကတော့ကိုရိန္သုဝါဒစာပထမဆောင်အခန်းကြီး7အငယ်19 10ဖြစ်တယ်ဒီထဲမှာထိုဝိညာဉ်အဖြစ်တယောက်တော်သူအားတကူကိုပေးတယ်ထိုဝိညာဉ်အဖြစ်တယောက်တော်သူအားယုံကြည်ခြင်းတရားကိုပေးတယ်ထိုဝိညာဉ်အဖြစ်တယောက်တော်သူအားပညာကိုပေးတယ်လို့ပြောတာဖြစ်တယ်ဟုတ်ပြီဒါကြောင့်ပညာကိုပေးတဲ့ဝိညာဉ်တမန်တရားပြတဲ့ဝိညာဉ်ကျွန်တော်ဆင်းသက်လာဖို့အတွက်သားတော်ယေရှုခရစ်ယုံကြည်ခြင်းနဲ့အချင်းချင်းချစ်ခြင်းဟာလုံးဝအခြေခံအမြစ်ဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်ဒီအကြောင်းအရာကကျွန်တော်တို့ကိုခရစ်တော်ရဲ့ဘုရားသခင်တကူတော်နဲ့ဘုရားသခင်ရဲ့ပညာဆင်းသက်ရာအစပြုခြင်းဖြစ်တယ်အဲ့ဒီအရာတွေရှိမှသာခင်ကျွန်တော်တို့လည်းခတ်သိမ်းလို့အမှုကြုံတဲ့ချိန်မှာလည်းစင်ပိုလူပြောတကယ်တော့ကျွန်တော်တို့တွေကခတ်သိမ်းလို့အမှုကိုအောင်မြင်တို့လို့ဖြစ်မှာဖြစ်တယ်ဒီနေ့ဒီမှာကျွန်တော်ဒီအရာမျှဝေရခြင်းဒီအတင်းတော်ဟာအောင်မြင်တော့အတင်းတို့ဖြစ်တယ်ဧကန်စင်စစ်အမှန်လည်းပဲကျွန်တော်ပြောရဲတယ်ဒီလိုအမှုခတ်သိမ်းကိုကြိုပြီးမှဒီလိုရောက်လာဆိုတော့ကျွန်တော်လုံးဝတရားမှတရားယုံကြည်တယ်ဒါကြောင့်ဒီထဲမှာကျွန်တော်ပြန်ကြည့်တဲ့ချိန်မှာဒါတော့ယေရှုခရစ်ယုံကြည်ခြင်းနဲ့အချင်းချင်းချစ်ခြင်းဆိုတာလွယ်လေးနဲ့ရတဲ့အရာလုံးဝမဟုတ်လုံးဝဒီထဲမှာအခက်ခဲတွေမြင့်များစွာကြုံတွေ့ရပြီးမှကြိုဖြတ်ရမယ်ဆိုတာယုံကြည်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီဟာကျွန်တော်ဖျားသခင်ရဲ့တကူတော်အဲ့မှာဝိညာဉ်တော်အားဖြင့်ဂတိတော်တိုင်းဖျားသခင်တကူတော်ပဲမှာဆင့်သက်တယ်လေကျွန်တော်ကြည့်ဘယ်လိုဆင့်သက်တယ်လဲဆိုတော့ကျွန်တော်ကချစ်ချင်းလို့ပြောတယ်ချစ်ချင်းဒါတို့ယေရှုခရစ်ယုံကြည်ခြင်းဒါကြောင့်ဒီတမန်တော်ဝတ္ထုအခန်းကြီးကျွန်တော်1အငယ်9မှာဂတိတော်အချက်ဟူပါလဲယောဟန်ယေနဲ့ဗတ္တိဇံပေးတယ်တင်းတော့မကြမ်းမင်းတန်ဆင်းလုံးတော်ဗတ္တိဇံခါမယ်တမန်တော်နှင့်ရောက်တဲ့ချိန်မှာထိုနေ့ဘင်ဒီကုတ်တေပွဲနေ့မှာတမန်တော်တို့တင်ညီတညွတ်သေးစုဝေးကြတယ်ဒါကိုကျွန်တော်ပြောချင်တာတင်ညီတညွတ်သေးဒီနေ့ညီညွတ်ခြင်းဟာအကျမ်းအရေးကြီးတယ်ညီညွတ်ခြင်းအောင်မြင်ခြင်းဖြစ်တယ်ညီညွတ်ခြင်းအခက်ခဲကြုံဖတ်ဖို့ဖြစ်တယ်တင်ညီတညွတ်အဲ့ဒီပုံမှာဘုရားသခင်တန်ဆင်းလုံးဝင်းကိုတက်ရောက်ပြီးမှသူတို့ကဟောပြောနိုင်တာဖြစ်တယ်ချစ်တော်ညီကိုမောင်မှာတယ်ကျွန်တော်တို့ရှာနေတဲ့အရာတွေကအဝေးမှာမရှိဘူးအနီးမှာရှိတယ်တော်တော်ကျွန်တော်ကတခါအဝေးမှာရှာပြီးမှအနီးမှာကျွန်တော်တို့ကရှိတဲ့အရာတွေကိုကျွန်တော်တို့ကမသိဘူး
ဒါကြောင့်ဒီဟာကဘာလဲဆိုတော့ချစ်ချင်းဟာအနည်းမှာပဲချစ်လို့ရတယ်အနည်းမှာချစ်ဒါပေမဲ့လွယ်တာမဟုတ်ဘူးနော်မလွယ်ပေမဲ့အဲ့ဒီထဲမှာပဲဘာလဲဆိုတော့ကျွန်တော်တို့ကကောင်းကြီးရှိနေတာဖြစ်တယ်ဒါကြောင့်သူတွေကကျွန်တော်အဲ့ဒီထဲမှာပြန်ကြည့်တဲ့ချိန်မှာတကူကဘယ်မှာလဲတမန်တော်ဝတ္ထုအခန်း1ငယ်10မှာတန်စင်တော်ဝင်တို့ဒီတင်လို့ကိုဆင်တဲ့တာတကူကိုခံဂျေရုဆလင်ယူဒပြည်ဆမ်းမှာမြည်ကျေးဇူးတန်တက်တည်ဖြစ်မယ်တက်တည်ဖြစ်ဖို့လဲတကူဖြစ်ပြီးတဲ့နောက်မှာပဲတက်တည်ဖြစ်လို့ရတာဖြစ်တယ်အဲ့တော့တကူကကျွန်တော်ဘုရားသခင်ရဲ့ပင်တကူတို့ဒါကကျွန်တော်ကခရစ်တော်တရားမှာရှိခရစ်တော်တရားကဒါတို့ယေရှုခရစ်ယုံရဲ့အချင်းချင်းချစ်ချင်းမှာပဲအခြေခံဒါကြောင့်ဒီနေ့အဲ့ဒီအရာဒီအဖြစ်တမန်တော်တွေအကြောင်းကိုအနည်းငယ်တော့တမန်တော်တွေအကြောင်းကကျွန်တော်ပြောချင်တာကတမန်တော်တွေဟောပြောတဲ့အရာကိုကျွန်တော်အခြေခံချင်တာမဟုတ်ဘူးအဲ့မှာကျွန်တော်တမန်တော်တွေစီမှာကျွန်တော်သူတို့ဘလို့ဖြစ်လို့တကူတက်ရောက်တယ်လဲဆိုတာကိုကျွန်တော်ကသိချင်တာပဲဖြစ်တယ်အဲ့ဒါဝယ်နားလေ့ချင်တာဖြစ်တယ်ဟုတ်ပြီတမန်တော်ကျွန်တော်တို့ကငါဆက်နှစ်မှာကျွန်တော်ကြည့်တဲ့ချိန်မှာဘာတွေ့မှလဲဆိုတော့တမန်တော်တွေကနိမိတ်လက္ခဏာတွေဒါမဲ့ဆိုးရမုံရဲ့မဟုတ်သူတို့ကတင်ញတွင်တင်းနေနေတာစတင်ញတွင်ထဲနေတယ်ဆိုတာကိုပြောတယ်အဲ့ဒီမှာနိမိတ်လက္ခဏာတွေမြင်တကူတွေမြင်ဒါမဲ့အနာယောဂါတွေတကယ်လူတွေမြောက်များစွာပြောအဲ့ဒါကိုကျွန်တော်ရှိတဲ့ချိန်မှာသူတို့ကတဖန်ဘာလုပ်လဲဖာရိဆဲတွေကနေပြီးမှဖန်စီပြီးမှဘာလုပ်လဲလုတ်တဲ့ပုံမှာပေးတယ်နော်လုတ်တဲ့ပုံမှာပေးတော့ဘာဖြစ်လဲအဲ့ဒါအောဘရတကူဖြစ်တဲ့အရာတခုထပ်ပြောကြတာထောင်ထဲမှာသူကထည့်ထားတယ်ပြီးတာနဲ့ထောင်ဆောင်လဲရှေ့မှာထားတယ်ဒါပေမဲ့အဲ့ဒီဖက်မှာဘာဖြစ်လဲတင်ញတဲရှိတဲ့အရာတင်ញတဲရှိခြင်းရဲ့တကူညီညွတ်ခြင်းရဲ့တကူဖျားတကယ်ဂတိတို့တက်ရောက်ပြီးမှထောင်ထဲရှိတဲ့သူတွေအသက်ရှင်တော့ဖျားတခင်ရဲ့တရားကိုခိုးဖို့ဆိုပြစ်မှလို့တော့ရတယ်တကယ်သူတို့ကိုဖမ်းတဲ့သူတော့ကြည့်တဲ့အချိန်မှာသူတို့မတွေ့တော့ဘူးမတွေ့ရတဲ့အကြောင်းအရာဘာလဲဖျားတခင်တကူလိုပဲဖြစ်တယ်ချစ်တော်ညီကိုမောင်မှားတယ်ဒါကအမတန်မှဒီလိုဒီချစ်တော်တကူရအောင်ထောင်ထဲကဖမ်းတာလွတ်အောင်အဖေမှာရနိုင်တာဖျားတခင်တကူလိုပဲအဲ့ဒီတကူလိုတွေဘယ်ကလဲတင်ញထေးဆိုတဲ့ဒီနေ့ချစ်ချင်းကစတာဒါတို့ယေရှုခရစ်ယုံကြည်ခြင်းကရတာတကူတွေဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်တယ်ဒါကြောင့်တကူအကြောင်းကိုအနည်းငယ်ပဲပြောလို့ရတယ်သူရအနေနဲ့ပညာအကြောင်းကိုလည်းပြောချင်တယ်ပညာအကြောင်းကိုကျွန်တော်ကြည့်တဲ့အချိန်မှာဘုရားသခင်ကိုတော်မူလို့ဘုရားသခင်ရဲ့ပညာတော်ဖြစ်တယ်ပညာတော်ဖြစ်တဲ့ခရစ်တော်တရားဖြစ်တယ်ပညာအကြောင်းကိုတီးကတမန်ကျမ်းစာမှာရေးလို့သူဟာဆိုလိုမုန်ဆိုတာအကြောင်းတွေ့ရတယ်ဒီထဲမှာဘာလို့ဆိုတုတ်တန်ကြံအခန်း30မှာဘာပြောမိမိနှုတ်ကိုချုပ်တီးတော်မူကပညာရှိ၏လို့ပြောတယ်စကားများခြင်းအဖြစ်ပြပတတ်တယ်လို့ဒီထဲချစ်တော်ညီကိုမောင်းမှတလုံးတဝတည်တင်ញထဲဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကနှုတ်ကိုချုပ်တီးဖို့စကားလည်းမလိုအပ်တာမပြောဘူးလို့တယ်အဲ့ဒါပညာရှိပဲအဲ့ဒါပညာရှိဒါကြောင့်အဲ့လိုဒီရှိမှညီညွတ်မှတလုံးတဝတယ်ဖြစ်မှကျွန်တော်တို့ကဘာလဲအစိုးနာဘုရားရဲ့တကယ်တကူကြီးကျွန်တော်ရှိလာအတွက်တမန်တော်တွေလှုပ်တကယ်လို့ကျွန်တော်လှုပ်နိုင်မှာဖြစ်တယ်ဆိုတာပြောချင်ဖြစ်တယ်သူရအနေနဲ့ကသူတပါးအိစိတ်ဝိညာဉ်ကိုရတော့သူဒီပညာရှိတရားကိုကျွန်တော်ပြောချင်တယ်သူတပါးစိတ်ဝိညာဉ်ရတော့သူတမန်တော်ထဲမှာပဲကျွန်တော်ဒီတမန်တော်ဝတ္ထုခိုင်းကားထဲမှာပဲတွေ့တယ်အာနာနဲ့ရှာဖျားတကယ်မြေကိုရောင်းပြီးမှလိန်နဲ့ရောင်းတည်ဒါအိမ်မဒမသူများဒါပြောစရာမလိုဘူးအဲ့ဒါဘဲကလာတာလေဒါတို့ယေရှုခရစ်ယုံကြည်ခြင်းနဲ့ချင်းချစ်တဲ့တကယ်တင်ញထွတ်တဲ့နေတဲ့သူမှလာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခါဒါကျွန်တော်ပြောချင်တာကစိတ်ဝိညာဉ်ရတော့သူပညာရှိလိုအပ်တယ်ဒါကိုကျွန်တော်တို့ကဒါကလည်းပဲကျွန်တော်တို့ကဖာရွက်တဲ့အရာကိုပြုပြင်နိုင်ဖို့ဖြစ်တယ်ပြီးတော့တခုကကျွန်တော်ကပြင်ဆင်နိုင်ဖို့ဖြစ်တယ်ဖခင်ကိုကြောက်ရယူတည်ဖို့လည်းဖြစ်တယ်နောက်တစ်ခုကပညာနဲ့ပတ်သက်လို့ဗာပြောထားလဲဆိုတော့တုတ်တန်ကျမ်းအခန်းကြီး15ခန်းမှာပဲပြောထားတယ်အကြံပေးသောစကားကိုနားထောင်သောပညာရှိ၏ဒီနေ့ချစ်တော်ညီကိုမောင်မှာအကြံပေးသောစကားနားထောင်သောပညာရှိတယ်ဒါကြောင့်တစ်ခါအကြံပေးခြင်းကတမန်ကျမ်းစာမှာဘယ်လိုပြောထားလဲတုတ်တန်ကျမ်းအခန်းငယ်6မှာသာရဖျားသည်ပညာကိုပေးတော်မူတတ်၏
နှုတ်ပတ်တော်အဖြစ်တာနားလိုက်နိုင်တော့ညာနှုတ်ပတ်တော်အဖြစ်ဖြစ်တယ်လို့ရေးထားတာလေအဲ့တော့ဘုရားကပေးတယ်ဘယ်လိုပေးတာလဲပညာပေးတာကျွန်တော်ကပညာကိုလည်းအဆုံးကဘုရားရဲ့ပညာတော်ဆိုတဲ့သိနိုင်တဲ့အရာလဲတင်ញင်တင်ញတဲ့ချစ်ချင်းတွေဒါတို့ယေရှုကယုံကြည်ခြင်းမှပဲလာတယ်ဆိုတာကိုဘုရားရဲ့ဟာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဒီဟာကိုကျွန်တော်ကြည့်တဲ့ချိန်မှာအကြံပေးတော့နားထောင်လို့ပညာဒါကျွန်တော်ယေရမိအခန်းကြီးကျွန်တော်က36အငယ်73မှာဆိုလို့ရှိရင်ယေဟူဒီဆိုတဲ့သူနော်တကယ်ယေရမိဖျားပြောတဲ့စကားကိုတွားပြောတာဆင်ပြီးယောဂင်ကနေပြီးပါလဲယူပြီးမှသားနဲ့ထိပြီးမိထဲမှာချက်ပြစ်တယ်အဲ့ဒါ30ရောက်တဲ့ချိန်မှာကျတော့ဘာလဲဆိုတော့ယေရမိအခန်းကြီး36 30ရောက်တဲ့ချိန်မှာဒါကြောင့်သူကလုံးဘာလဲတာဝိပြင်ပေါ်မထိုင်ရဘူးလုံးဝတတိပေးခြင်းကို तू ကမခံယူတဲ့အတွက်ယောဂင်ကလုံး तू ကပြင်ပေါ်မှာမထိုင်ရဘူးလို့ပြောတယ်ဒါကြောင့်အကြံပေးနိုင်တော့အခုနဲ့ပညာယတနာတွေငါနဲ့ရှိတယ်လို့တုတ်တန်ကြအခန်းငယ်လေးမှာပြောထားတယ်ဖခင်ကပေးတဲ့အကြံတွေကျွန်တော်တို့ဟာလုံးဝပယ်လို့ညှင်းပယ်လို့မရဘူးအဲ့ဒီအရာတွေဟာကျွန်တော်တို့တကယ့်ကိုကောင်းကြီးမင်္ဂလာဖြစ်ဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အကြံပေးခြင်းကိုလည်းပဲကျွန်တော်တို့ကနားထောင်တတ်ပညာရှိဖြစ်ဖို့ရတယ်ဆိုတာကိုလည်းမျှဝေချင်တာဖြစ်တယ်နောက်တစ်ခုကတော့ပညာရှိနဲ့ပေါင်းဖို့တို့သူဒီပညာရှိတတ်၏ချစ်တော်ညီကိုမောင်ပညာရှိနဲ့ပေါင်းဖို့တာပညာရှိကဘယ်လိုလဲဖခင်ပဲအဲ့ဒီဖခင်နဲ့ပေါင်းဖို့ပဲဒီနေ့ဒီမှာရေးထားတာတွေ့တယ်ချင်းကတ်ချလို့ဖခင်နဲ့ချင်းကတ်ချလို့သူတို့ကဖခင်ချင်းကတ်တော်မူလို့အဲ့ဒါကိုပြောတာဖြစ်တယ်အဲ့ဒါကြောင့်ဒီမှာဘာလဲဆိုတော့ပညာရှိနဲ့ပေါင်းဖို့တို့ပညာရှိကျွန်တော်တို့ချင်းကတ်ကိုဖခင်စီချင်းကတ်ဖခင်စီပေါင်းဖို့ပဲဖြစ်တယ်အဲ့ဒါဟာပဲပညာရှိမှာဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တတိပေးတော့စကားကိုနာခံတော်သူကပညာရှိတတိပေးတဲ့အရာလေးနာခံတဲ့တော့ပညာရှိတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်ကိုစိနာကတိကျအခန်းလေးငယ်6မှာငါလူတို့ဟာပညာနဲ့လို့ပဲဆုံချင်းလို့ရအောင်ဒါဒီပညာရှိတာကျွန်တော်ကဘယ်လိုမှဆုံချင်းလို့မရောက်ဘူးကျွန်တော်တင်ကြီးတင်ရတဲ့ကျွန်တော်တက်စနေမှလုံနိုင်မဲ့ဒါတို့ယုံကြည်မယ်ဆိုရင်ကျွန်တော်ကအိတ်ကမုတ်ချလွဲမတွေ့ကျွန်တော်ကခတ်သိန်းတော့အမှုအရာအမျိုးမျိုးကြုံတော်ညာပဲအမြင်တို့လူဖြစ်မယ်ဆိုတဲ့အရာလေးကိုဒီနှုတ်ပတ်တော်အဖြစ်ကျွန်တော်ကချဝေတာဖြစ်တယ်ဒုတိယကျွန်တော်ထို့သူကိုလက်ခံမြတ်သူဒီကိုကိုယ်ကိုယုံကြည်တော်သူဒီဖခင်သားဖြစ်တယ်ဒါကြောင့်ဒီနေ့ဖခင်သားဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့ဟာဖခင်သခင်တို့ရဲ့တကူတော်နဲ့ဖခင်ရဲ့ပညာတော်ဖြစ်တဲ့အရာရှိတဲ့ဒါနဲ့သားတို့ယေရှုခရစ်တော်ယုံကြည်ခြင်းအချင်းချင်းချစ်ခြင်းဆိုတာကျွန်တော်ရဲ့တကယ်ခတ်သိမ်းလို့မဟုတ်ဘူးအမြင်စီတော့အရာဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်တယ်ဒီနေ့ထူထူလက်ခံသူဒီဟိုတော့ကိုယ်ကိုယုံကြည်တော့သူဒီဖျားသားဖြစ်ရတော့အခုဖျားတဲ့ခင်ကအကျင့်တစ်ထောင်ပြုတ်ခိုင်းတာဖြစ်တယ်နေရာတိုင်းပြုတ်ခိုင်းတာဖြစ်တယ်အဲ့တော့ကျွန်တော်စဉ်းစားရတယ်ဒီကျမ်းပိုက်ဟာအမှတ်တမဲ့ကြီးလိုက်ရင်တော့ဘာဖြစ်လဲဆိုတော့မယုံကြည်တော့သူပဲပြောဖို့တင့်တယ်လို့ကျွန်တော်ထင်ခဲ့တယ်အစတုန်းကပြောတော့မှပြောဖို့အကျန်းခက်ခဲတယ်ဘာဖြစ်လို့ဒီဟာတွေကိုနေရာတိုင်းပြုတ်ခိုင်းလာအကျန်းကျွန်တော်စဉ်းစားတယ်နှစ်နဲ့ချီပြီးကျွန်တော်ကတတိမရပြန်စဉ်းစားတဲ့ချိန်မှာယုံကြည်ခြင်းနဲ့ချစ်ခြင်းအကြောင်းဟာဘာလဲဆိုတော့ယုံကြည်သူဖြစ်တယ်နော်ယုံကြည်ခြင်းချစ်ခြင်းဒီဒါတို့ယေရှုခရစ်ယုံကြည်ခြင်းဖျားသားဖြစ်တယ်အချင်းချင်းချစ်ရမယ်ဆိုတာအရာကိုသိပြီးမှကျွန်တော်ကဘာလဲဆိုတော့ခတ်သိမ်းလို့အမှုရာတွေကျွန်တော်ကြုံတွေ့လာတဲ့ချိန်မှာဖခင်ရဲ့တကူတို့အားဖြင့်ဖခင်ရဲ့ပညာတို့အားဖြင့်ကြိုဖြတ်နိုင်ဖို့အတွက်ဒါကိုဖခင်တခင်ကပြောခိုင်းတယ်ဆိုတာလည်းပဲကျွန်တော်အနေနဲ့ထပ်ဆင့်ပြီးမှတက်တီခံမျှဝေချင်တာဖြစ်တယ်အဲ့တော့တက်တီခံတဲ့အရာဆက်ပြီးမှတက်တီခံလို့တဲ့အရာများစွာရှိတယ်အဲ့တော့ခတ်သိမ်းလို့အမြင်ချင်းဆိုတဲ့အရာနဲ့ပတ်သက်တဲ့ကြည့်တဲ့ချိန်မှာကျွန်တော်အသက်တာမှာကြုံတွေ့ခဲ့တဲ့အရာကျွန်တော်ဒီနေ့ဒီမှာတက်တီခံဟာဝေချင်ပြီးဆုံးသက်ချင်တာဖြစ်တယ်ဆုံးသက်ပိုင်းနေနဲ့တက်တီခံမျှဝေအဲ့တော့တူရင်းနဲ့ပဲပြောမှာဖြစ်တယ်အုတ်ခဲနဲ့ကျွန်တော်ပေါက်ခံအုတ်ခဲနဲ့ပေါက်ခံတဲ့ချိန်မှာကျွန်တော်ကလုံးဝရက်လို့မရဘူးတတိနဲ့ရက်တော်ညာလို့အုံနောက်ပန်ကားလေတဲ့ချိန်မှာတတိနဲ့လေပြီးတက်တိုင်နာမှာပြုတ်ကြပြီးတတိလေခဏကြာတတိရလာတဲ့ချိန်မှာဘုရားကိုဆုတောင်းခဲ့တယ်ဘလို့ဆုတောင်းဆိုဘုရားသခင်ကျွန်တော်အခုအုတ်ခဲနဲ့ပေါက်တဲ့သူကျွန်တော်တင်လဲသူ့ကိုအပြစ်ထွက်တယ်သူ့ကိုကျွန်တော်အပြစ်ထွက်တယ်ဘုရားသခင်ကျွန်တော်အပြစ်ထွက်တယ်ကျွန်တော်တင်လဲအပြစ်ထွက်တယ်နော်အခုထွက်တဲ့အပြင်တင်လဲထွက်တယ်လို့ဘုရားကျွန်တော်ထွက်တယ်လို့ပဲဖျားထုတ်ပေးပါပြီးတာနဲ့ကျွန်တော်မှာဖျားအလုပ်မလုပ်တာအပြစ်ရှိတယ်
ပြီးတော့ကိုယ့်ရဲ့ဆရာသမားမိဘဆရာသမားကိုတာမကြအပြစ်ရှိတယ်ကိုယ်ထားတဲ့အမျိုးသမီးကိုတာမကြအပြစ်ရှိတယ်လို့ကျွန်တော်ဝန်ခံခဲ့ချစ်တော်ညီကိုမောင်မအရန်ဝန်ခံခြင်းနဲ့အပြစ်ထွက်ခြင်းအဲ့ဒီဝန်ခံခြင်းနဲ့အပြစ်ထွက်ခြင်းဆိုတာသူ့ကိုတကယ်ချစ်လို့သူ့ကိုကျွန်တော်ဒုက္ခရောက်တဲ့တေတော်ညကျွန်တော်သူ့ကိုမရောက်စေချင်ဘူးကျွန်တော်ဖះအပြစ်မယူစေချင်တဲ့ချစ်တဲ့စိတ်ပဲကျွန်တော်စိတ်မှာရှိတယ်အဲ့လိုဖះဆုတောင်းပေးတဲ့ချက်ပါကျွန်တော်အဲ့မှာလဲကျွန်တော်ကစီးမှုဖြစ်ပါဒါပေမဲ့အဲ့ဒါနဲ့ပဲတူရင်ပြောရမှာဆိုတော့တတိလက်သွားပြီးမှကျွန်တော်ဘာသွားတွေ့လဲဆိုတော့အဲ့ဒီတတ်တိုင်နာမှာလူတယောက်တင်နေတာကိုကျွန်တော်မြင်ရတယ်လူများစွာကအဲ့တည်တဲ့လူကြည့်တယ်ကျွန်တော်လည်းကြည့်နေတယ်တည်တဲ့လူပဲကြည့်နေတာကြည့်နေတယ်လူများစွာလည်းအဲ့မှာကျွန်တော်အခုပြောမယ်ဆိုတော့ဆင်ဒီမှာတောင်းအားကစားရုံပွဲရှိတယ်လေအဲ့ဒီပွဲကြည့်လို့ပဲပွဲမှာလူပြည့်တယ်လို့ပဲအများကြီးပြည့်တယ်လူပေါင်းရာနဲ့ချီလောက်ရှိတယ်နော်400ရှိတယ်အဲ့ဒီထဲမှာကျွန်တော်ရောက်နေတယ်ရောက်ပြီးမှအဲ့ဒီတတ်တိုင်နာမှာတည်တဲ့လူကိုကျွန်တော်ကြည့်နေတာကြည့်နေတဲ့အချိန်မှာကျွန်တော်အတန်တစ်ခုကြားတယ်အခုလဲတော့သူထဆိုတော့ကြည့်လိုက်တော့ဟာတခင်ဆုဖြစ်နေတာအဲ့ဒီအချိန်မှာကျွန်တော်ဒီတည်တဲ့ခန္ဓာနဲ့ဝိညာဉ်တခြားစီရှိနေဝိညာဉ်အဲ့ဒီတည်တဲ့ခန္ဓာဝင်ပြီးကျွန်တော်ထနိုင်တာဖြစ်တယ်အဲ့ဒီအချိန်မှာလက်ကိုဆမ်းအခုတန်ရလို့ပဂတိပြောင်းပြောတာဖြစ်တယ်ဒီနေ့ချစ်တော့မချစ်ချင်းအပြစ်ထွက်ချင်းဖယားတကယ်ကိုဂျုံကြည်ချင်းဟာကျွန်တော်ပုံမှာတည်ချင်းကနေပြီးမှရှင်မြတ်ထပ်ဒါကြောင့်ရှင်ဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်14မှာငါတို့ဒီညီကိုချင်းကိုချစ်တော်ကြောင့်တည်ချင်းမှာအသက်ရှင်ချင်းကူမြောက်ပြီးကိုမိမိကိုတည်ရတယ်အဲ့တော့ကျွန်တော်တည်ချင်းနဲ့အသက်ရှင်ချင်းကိုကူမြောက်တာကိုကိုယ်တိုင်တည်ရတာစပီးပြောပါလေဆရာမညီကိုချင်းမုန်းတို့သူကဘာလဲတည်ချင်းနဲ့တည်တယ်သာရမတည်ဘူးလို့ပြောပါတယ်ဒါကြောင့်မနေ့ကကျွန်တော်ဒီမှာကျွန်တော်ဟိုဒီသမီးငယ်ပေါ့နော်ညီမငယ်ရွယ်ရှိတဲ့ဆာမအိဖေဝါရစာအခန်းကြီးသူကသူက16 second 15ကိုသူနှောက်လို့ခဲ့ဖြစ်တယ်ဒါကြောင့်အခုကာလဟာဘာလဲဆိုတော့ပညာရှိကဲ့သို့စိတ်စမြင့်မြင့်ကျင့်ဆောင်ရခြင်းဖြစ်တယ်အဲ့ဒီဆက်9ရဲ့အထက်မှာဘာပြောလဲဆိုတော့အိပ်ပျော်တော့သူနော်တီတိုးသူစီမံထမြောက်ဆိုပြောဘာပြောကြံတာလဲတီတိုးသူစီမံထမြောက်ဖို့ဆိုတာကကျွန်တော်တို့ကဒီနေ့မချစ်နိုင်လို့ကျွန်တော်တို့ကချစ်မှထမြောက်လို့ရမှာဖြစ်တယ်ဆိုတဲ့အရာလေးကျွန်တော်တိခံထားဝေချင်တာဖြစ်ပါတယ်ဒီအရောက်ဒီတိုင်းဒီမှာရှိတဲ့အရောက်ဒီတိုင်းကိုလည်းကောင်းရက်နေရမှာရှိတဲ့ကျွန်တော် online ပုံမှာကြည့်နေတဲ့အရောက်ဒီတိုင်းအတိတ်ဖန်အရောက်ဒီတိုင်းပုံမှာဖျားတခင်ကောင်းကြည့်ပေးပါစေအားလုံးကျေးဇူးတင်တယ်